Hello အားလုံးပဲမင်္ဂလာပါရှင် Missy Memory ကနေကြိုဆိုလိုက်ပါတယ် Missy ဒီနေ့ကတော့ချက်ပဲဟင်းလေးချက်ပြမှာဖြစ်ပါတယ်ချက်ပဲဟင်းလေးကိုညနေရပါတော့ Missy ပဲလေးကိုရေတညစိန်ထားပါတယ်ပဲကမေ့သွားလို့ပေါ့နော်နောက်တစ်ခေါက်ညမိုးချိုးမှထပ်သွားဝယ်ရပါတယ်ကဲပထမဦးဆုံးစက်သားလေးကိုနှုတ်ဆင်းပြီးသွားလို့ရှိရင်အရသာနှက်မယ်ရသာနှက်ဖို့အတွက်စားစနစ်အချို့မုတ်ပြီးတော့အသားမှုတ်ပေါ့နော်မဆလာလေးနောက်ဆုံးထည့်ပြီးတော့မိနစ်30နှက်ထားမှာဖြစ်ပါတယ်မဆလာကတော့မီစီကအရန်ကြိုက်တာဖြစ်တဲ့အတွက်မဆလာဆိုရင်မီစီ3စွန်းထည့်ထားပါတယ်ဒါကတော့အရန်မကြိုက်တဲ့သူတွေဆိုရင်တော့နည်းနည်းပဲထည့်ပေါ့နော်ကဲဒါကတော့အရသာနှက်ထားပါပြီကဲပဲအနေထားလေးကတော့နည်းနည်းလေးဒါမာနေသေးတယ်ပေါ့နော်အဲ့တော့မီစီထပ်ပြုတ်ထားသေးတယ်ကြက်သွန်ဖြူကြက်သွန်နီချင်းဒီ3မျိုးကိုမီစီရောထောင်းထားပါတယ်ကရဝေးရွက်ကဲပြီးတော့တိကျဘိုးကောက်ကဲပြီးသွားရင်ခုနကထောင်းထားတဲ့ကြက်သွန်နီချင်းလေးရပေါ့နော်အဲ့ဒါလေးကိုစင်းသစ်ပြင်ထားမယ်ကဲဒါလေးကတော့ခုနပြုတ်ထားတဲ့ပဲလေးတွေကတော့ဒီလိုနေထားလေးဆိုရင်တော့ရပါပြီစားချက်ပါတော့မယ်ဒါကတော့အရသာနှက်ထားတဲ့ကြက်သားလေးတွေပေါ့နော်ကဲမိနစ်30လေးပြည့်သွားပြီဆိုတော့မီစီစားချက်တော့မယ်နော်ကဲပထမဦးဆုံးစီပူလာလို့ရှိရင်တိကျဘိုးကောက်နဲ့ကရဝေးရွက်ကိုအရင်ထည့်ပြီးတော့အနံ့ရတာလေးဝင်သွားအောင်လို့အရင်ထည့်ပါမယ်ပြီးတော့ဒီတကြပိုးကောင်းနဲ့ကရဝေးရွက်ကိုမီစီကတော့ပြန်ဆယ်ထားရပေါ့နော်ပြန်ဆယ်ထားပြီးတော့မှခုနကထောင်းထားတဲ့ကြက်သွန်နီချင်းတွေကိုထည့်ပါမယ်ကဲအရောင်လေးပြောင်းလာပြီဆိုလို့ရှိရင်တော့အရောင်တင်မှုတ်ရယ်ပြီးတော့စနွင်းရယ်ထည့်ပါမယ်မီစီကတော့အရောင်လေးလာအောင်တော့အရောင်တင်မှုတ်ကို2စုံတော့ထည့်လိုက်တယ်ပေါ့နော်ကဲအရင်မရဲချင်ရင်တော့အရောင်တင်မှုတ်ကို1စုံလောက်ဆိုရင်ရပါတယ်စနွင်းလေးထည့်မယ်ပေါ့နော်ကဲစနွင်းလေးထည့်ပြီးသွားလို့ရှိရင်တော့ခုနကအရသာနှက်ထားတဲ့ကြက်သားလေးထည့်လိုက်ပါမယ်ကြက်သားလေးတွေကိုလည်းအရောင်ပြောင်းလာတဲ့အထိမီစီတို့မှွေပေးပါမယ်နော်အခုလိုလေးမှွေပြီးပါပြီဆိုလို့ရှိရင်တော့ကိုကမဆလာကြိုက်တဲ့သူဖြစ်တဲ့အတွက်မဆလာလေးထည့်ပါမယ်တကယ်လို့မဆလာကဒီအသားထဲမှာနှက်ထားတာတော့ပါပြီးသားပေါ့နော်မဆလာအရင်မစားတဲ့သူဆိုလို့ရှိရင်တော့ထည့်စရာမလိုပါဘူးရှင်ဒါကိုကကြိုက်လို့ထည့်လိုက်တာပါကဲအဲ့တော့မဆလာနဲ့ဒီထပ်ပြီးတော့မှွေမယ်ပေါ့နော်ပြီးသွားလို့ရှိရင်တော့ရေလေးအနည်းငယ်ထည့်ပါမယ်ရေကိုတော့ဒီစက်သားလေးမြုပ်ယုံပဲထည့်မယ်ပေါ့နော်အရင်အများကြီးတော့မထည့်ပါဘူးရှင်ကဲပြီးတော့အိုးဖုံးလေးပိတ်ထားလိုက်မယ်နော်အခုလိုအနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့မီစီကတော့အရေမှာအရသာပါဝင်ဖို့အတွက်အသားမှုန့်လေးအနည်းငယ်ထည့်လိုက်ပါတယ်ကဲပြီးသွားရင်မနက်ကပြုတ်ထားတဲ့ပဲပေါ့နော်ပဲလေးတွေကိုထည့်လိုက်ပါမယ်ထည့်ပြီးသွားလို့ရှိရင်တော့မှွေမယ်နော်ဒီကြားထဲမှာအပေါ့ငံအရသာကကိုယ်စိတ်ကြိုက်ထည့်လို့ရတယ်နော်ကြက်ပင်ဟင်းလေးကျက်သွားပါပြီဒီကြားထဲမှာတော့မီစီကတီချဘိုးကောက်လေးကိုတော့ထည့်ထားရပေါ့နော်အနံ့လေးပို့ပြီးတော့မှွေသွားအောင်ပေါ့ကဲအဲ့တော့အနံ့ရောအရသာရောပြည့်စုံတဲ့